စိုက်ပျိုးရေးနီးလန်းနဲ့ပတ်သက်ပြီးပြောပြမယ်ခေါင်းကိုက်လားအိမ်မပြောဘူးလားအစားမကြေဘူးလားအိမ်မှာစိုက်ထားတဲ့ဆေးဖက်ဝင်ပင်လေးတွေကအပြေပါအပင်အမှတ်1ပူဒီနာပက်ပါမင့်စိုက်ရလွယ်ကူပြီးအယမ်းမြန်ပြန့်ပွားပါတယ်အိုးနဲ့စိုက်ဖို့အကြံပြုပါတယ်ဂျာမာရေးအကျိုးကျေးဇူးအစားချေစနစ်ကောင်းစေခြင်းအေးမိခြင်းကိုတက်တာစေခြင်းသုံးဆွဲပုံလက်ဖက်ရည်ဖြောတောက်ခြင်းအရွက်ချောက်သို့မဟုတ်လက်ဆက်စိုက်ပျိုးနည်းတစိမ့်တစ်ပိုင်းအရိပ်ရေများလိုအပ်တယ်အပင်အမှတ်2ရှားဆောင်လက်ပတ်အလိုဗီရာပြုစုရလွယ်ကူပြီးရေရှားနိုင်တယ်မီးလောင်ထားရတက်တာစေခြင်းအသားရည်ထိမ့်သိမ်းခြင်းဝမ်းချော့စေခြင်းအရွက်ဖြတ်ပြီးအတွင်းကအရည်ကိုအနာပေါ်လိမ့်ခြင်းသို့မဟုတ်ဖြောရည်တောက်ခြင်းနေအောင်အပြည့်ရေအနှဲငယ်အပင်အမှတ်3ချက်သွန်ဖြူ garlic ဆောင်းဥမှာစိုက်ပြီးနွေရာသီမှာရိပ်ပါကိုယ်ကအားစနစ်ကောင်းစေခြင်းနှလုံးကျန်းမာရေးကောင်းစေခြင်းသွေးပေါင်ချိန်ကျစေခြင်းအစိမ်းစားခြင်းဟင်းခတ်ခြင်းချက်သွန်ဖြူပြားရည်စိမ်းတောက်ခြင်းစိုက်ပျိုးနေအောင်အပြည့်ရေလုံလောက်အပင်အမတ်လေးခံမိုင်းနူးညံ့တဲ့အဖြူပန်းလေးတွေပွင့်ပါတယ်အေးပျော်စေခြင်းစိတ်ငြိမ်စေခြင်းအစာချေစနစ်ကောင်းစေခြင်းပန်းကြောက်ကိုလက်ဖက်ရည်ဖြောတောက်ခြင်းနေအောင်အပြည့်ရေအလဲလက်နှစ်စင်ပြန်ဆိုင်ရအပင်အမတ်5လာဗင်ဒါမွေးကြိုင်တဲ့ခရမ်းရောင်ပန်းလေးတွေပွင့်ပါတယ်စိတ်ပြည့်စုံမှုရောကြစေခြင်းအိပ်ဆက်ခြင်းကောင်းစေခြင်းခေါင်းကိုက်ခြင်းတက်တာစေခြင်းအနံ့ရှူခြင်းလက်ဖက်ရည်ဖြောတောက်ခြင်းအစီထုတ်သုံးခြင်းစိုက်ပျိုးနေအောင်အပြည့်ရေအနှဲငယ်မိုးခေါင်ခံနိုင်အပင်အမတ်6နွေ turmeric အမီအတွက်စိုက်ပါတယ်ရောင်ရမ်းခြင်းတက်တာစေခြင်းအစစ်အမြစ်ကိုက်ခဲခြင်းတက်တာစေခြင်းအသေးကိုကာကွယ်ပေးခြင်းနွေနွားနို့တောက်ခြင်းဟင်းခတ်ခြင်းဆေးတောင်ဖြစ်တောက်ခြင်းနေအောင်တစိမ့်တစ်ပိုင်းအမြစ်အပိုင်းစနဲ့စိုက်ရေများလိုအပ်အပင်အမတ်9နန်းပင် coriander cilantro အေးတဲ့ရာသီမှာစိုက်ပါသွေးတွဲအစိတ်ဖြည့်ခြင်းအစာချေစနစ်ကောင်းစေခြင်းကယ်လ်ဆီယမ်ကျွဲဝါအရွက်လက်ဆက်အတုပ်ထဲထည့်စားခြင်းအဆစ်ကိုဟင်းခတ်ခြင်းစိုက်ပျိုးနေအောင်အပြည့်ရေလုံလောက်နွေရာသီပူရင်အပင်မြောင်ပွင့်တတ်တယ်ရိတ်သိမ်းမနက်ခင်းနေထွက်ပြီးချိန်မှာရိတ်သိမ်းပါအစီဓာတ်အများဆုံးရှိတဲ့အချိန်အချောက်ခဏီးများလေးချောက်နီးအရွက်တွေကိုစီးပြီးလေဝင်လေထွက်ကောင်းတဲ့နေရာမှာဇောက်ထိုးဆွဲထားပါအိမ်တွင်းအချောက်ခံစအပူချိန်95-115 ဒီဂရီဖာရန်ဟိုက်35-46 ဒီဂရီဆဲလ်ဆီယပ်စ်မှာအချောက်ခံပါမီးဖို့အချောက်ခံနီအပူအနှိမ့်ဆုံးမှာတကားပွင့်ပြီးအချောက်ခံပါတိုးလောင်နီလေလုံနဲ့ဖန်ဘူးသို့မဟုတ်စက်ကူအိမ်မှာထည့်ပါအမီနဲ့ရက်ဆွဲတစင်ကပ်ပါအေးမောင်6တွေ့တဲ့နေရာမှာသိမ့်ပါအများစုက1နှစ်အထိသိမ့်လို့ရပါတယ်တတိပေးချက်ကိုဝန်ဆောင်များနိုးတိုင်မိခင်များဆေးတောက်နေရသူများအနေနဲ့ဆေးဖက်ဝင်အပင်များကိုဆရာဝန်နဲ့တိုင်ပင်ပြီးမှသုံးဆွဲပါအိမ်တွင်းဆေးခံပက်ပါမင့်ပူဒီနာအစာချေခေါင်းကိုက်အလိုဗီရာရှားဆောင်လက်ပတ်မီးလောင်အသားအရည်ဂါလစ်ချက်သွန်ဖြူကိုခန့်အားနှလုံးချမိုမိုင်ခန့်မိုင်အိပ်ပျော်စီစိတ်ငြိမ်လာဗင်ဒါစိတ်ဖိစီချေဖြတ်တူမရစ်နွေရောင်ရမ်းတတ်တာကိုရီယန်ဒါဆီလန်ထရိုသွေးတွင်အစိတ်ဖြည့်နေ့စဉ်9မိနစ်စာဒီလိုစိုက်ပျိုးရေးနီးလန်းတွေကိုလေ့လာပြီးစိုက်ပျိုးရေးပညာရှင်ဖြစ်ဖို့ follow လုပ်ထားပါ